ကျုံစီရလို့နှစ်ပေါင်း40လောက်ကျင်လေကျက်စားရတဲ့အကောင်မျိုးကြီးနော်မရိုက်ဘူးတဲ့ကာရီတာဆိုတော့မရှိဘူးပြဒီလိုကောင်မျိုးကြီးကနော်အဲ့ကောင်မင်းဘယ်လိုတွေပြောနေတာလဲလို့ဟုတ်ဒီစိတ်ရအောင်ရောဒိုးတင်နေတာပါဆရာရဲ့မင်းမစက်ကိုပိတ်ထားတော့နော်ဟုတ်ဆရာဟုတ်တယ်ဗျာကျွန်တော်ကနှစ်လဲကြာပြီဆိုတော့ကာရီတာတွေလည်းတော်တော်များစုံတော့လုပ်ဖူးပြီဗျာကျွန်တော်မလုပ်ဘူးတဲ့ကာရီတာဆိုဘာမှဖြစ်မလဲကိုခင်လိုက်လို့တယောက်ဆောင်ဟမ်ခလိုက်ဘူးခလိုက်လို့ပြောဆောင်ဟုတ်သွားလားဟုတ်တယ်လေကိုခင်လိုက်ရုပ်ရှင်ကားတွေများစွာရိုက်ခဲ့ပေမဲ့သူများကာရိုက်တာတွေဝင်တယောက်ဆောင်ရတာလေအပြင်ကကိုခင်လိုက်ဆိုတဲ့ကာရိုက်တာမျိုးကိုတယောက်ဆောင်ဘူးလို့လားကျွန်တော်အစ်စ်တွေပဲရိုက်ချင်တာအဲ့ဒါကြောင့်ခင်လိုက်အစ်စ်ကိုလိုချင်လို့ခင်လိုက်ကိုငားတာလေဗျာခင်လိုက်အစ်စ်တိုင်းတယောက်ဆောင်တစ်တယ်ဗျာပြစ်တယ်ကြည့်မယ်ကြည့်မယ်ကြည့်မလားဘာလို့လဲကဟာမင်းရလေကွာမင်းကဒီကားထဲမှာတရေလေတရေလို့တယောက်ဆောင်အောင်မလေကွာအေးလေတရေကဘလို့ပုံစံတရေတယောက်ဆောင်အောင်မလဲလို့မေးနေတာတရေလို့တယောက်မဆောင်တယ်ဘူးလားဘာလဲငါတရေလို့တယောက်ဆောင်တယ်တရေကပြရမှာဟာလားမဟုတ်ဘူးလေဗျာကျွန်တော်ပြောတာကအပွေးအရင်တွေအားရအဖေကြီးလိုမျိုးတရုပ်ဆောင်ရမှာလားဒါတော့မြင်တိုင်းကိုတစ်စိမ့်လေးပဲကြီးသေးလားဟမ်စိမ့်တွေကိုပဲစားတဲ့အစိမ့်သရဲတစ်ပတ်လားဟုတ်လားကြက်လားဥစ္စာဆောင်လားဘလူးကြီးလားငါဆိုးလားဘလို့ပုံလည်းတရုပ်ဆောင်ရမှာလေခင်ဗျားမေးနေရတယ်ဗျာငါသဘောပေါက်ပြီလားကျန်းလာပြီလားကွာဟိုတရေတွေကအဲ့လောက်ဝါရှင်းများလားဟမ်တရေတွေမှာရွေးချယ်တာအဲ့လောက်များလားလို့အေးများတယ်အဲ့ဒါကြောင့်ခင်ဗျားကိုပြောနေရဘူးဗျာဒါတော့နိုင်ငံသားတရေတွေကြံသေးတယ်နော်ဒရဂူလာတို့ဗာမန်ကတော့အများကြီးရှိသေးတယ်ဒီမှာခင်ဗျားတရေကိုစိတ်ညစ်အောင်လို့လာမလုံးနဲ့နော်တရေရှူတင်မလားပဲနေလိုက်ကဲပါယူကြရဲ့တခုခုမြင်ဆုံးဖြတ်ပေးလိုက်ပါဟိုအေးကွာငါဒရိုက်တာဆိုတော့ငါပဲဆုံးဖြတ်လိုက်မယ်နော်မင်းခုနပြောတဲ့တရေပေါင်း16000ထဲမှာမင်းပုံစံနဲ့ဆိုရင်ဖုတ်ကမဖုတ်ဘူးဗျာခင်ဗျားဘာသာခင်ဗျားဖုတ်ဖုတ်တယ်ဖုတ်မလားဘာမဖုတ်ပါဘူးမဖုတ်ဘူးတဲ့တရေဘာသာတရေခံစားချက်နဲ့တရေပဲတရုပ်ဆောင်လို့ဒါပဲလေဒါပဲရည်ရင်လေးကခံစားချက်အစစ်မှန်ကိုပဲတရုပ်ဆောင်စေချင်တာကွာအဲ့ဒါကိုလိုချင်တာမလီမောလိုက်တာဒီတိရောက်များခေါ်အောင်မဲသူကပဲများခေါ်ရတယ်ရှိသေးတယ်မသိရင်ခက်မယ်ဒါမဲ့မင်းသမီးငယ်နဲ့လက်တော့လိုသေးတယ်အဲ့မင်းသမီးငယ်နဲ့လက်ကိုမေးရီပြူနဲ့ခွန်တစ်သူတို့ညကိုတုံးမယ်သူတို့ညကဘာနေမှတင်တော့ဘိုင်းမလေးရဖြစ်နေကြခွာထနေရပဲပရဖစ်တင်မှာစိတ်ညစ်နေအောင်ပဲလိုချင်တာအဲ့ဒါပဲလေသမီးရယ်လိုချင်တာအဲ့ဒါသူတို့ညကိုဖေးဖေးလက်ထဲရောက်မှဒီတက်ကိုပွားထောင်းပြီးလုံအောင်မှသူတို့နှစ်ယောက်အောင်စင်းပေါ်မှာဘလို့အစစ်မှန်နေတက်ကြဖြတ်ကြမလဲဆိုတာဖေးဖေးကြည့်ချင်လင်ငါ့ကိုဘလို့မိမ